သားကြီးတို့ဘာတွေမျောလင့်နေလဲဈေးသွားတဲ့အကြောင်းပြောမှာမင်းတို့မကြည့်မှာဆိုလို့တမန်ကစော်ပုံထည့်ပေးတာစတာပါဗျာဒီနေ့ကတော့ဈေးသွားတဲ့အကြောင်းအေးဆေးပဲပြောကြတာပါဗျာထိုင်းရလို့ရှိရင်တော့ဈေးမွေတဲ့မှာတော့ပူကြမလို့ဗျာဘာလို့ဆိုတော့မြန်မာတွေများမှန်းသိရဗျာမြန်မာတွေထိုင်းစကားမကျွမ်းမှန်းလည်းသိတယ်အဲ့တော့သူတို့ကဘာကြောင့်သူတို့အဲ့လိုရောင်းတဲ့ဈေးမှာစော့ပင်နဲ့ဖြစ်ဖြစ်တုတ်ကလေးစိုက်ပြီးတော့ဖြစ်ဖြစ်အဲ့လိုတစ်ခုရေးထားတဲ့ဈေးနှုန်းလေးတွေဒါပေမဲ့ထိုင်းနိုင်ငံရောက်လာပြီးလှုပ်လှုပ်ပြီးဆိုတော့တေချာတာတော့နည်းနည်းပါးပါးလေးတော့တင်ထားတင်နေဗျာဘလောက်လဲဒါတစ်ခုဘလောက်လဲ၃ခုဘလောက်လဲ၅ခုဘလောက်လဲအဲ့လိုသူတို့ promotion ပေးတဲ့ဈေးလေးရှိတယ်အဲ့တော့ကိုထိုင်းစကားရေးလဲလေးနည်းပါးပါးပြောတယ်ရင်ဈေးဝယ်ရတာပိုအဆင်ပြေဗျာဥပမာကိုကစက်သား1ကီလိုဝယ်ခြင်းနဲ့ဒါမှမဟုတ်ကိုက1ကီလိုကြီးမကုန်ဘူးကီလိုဝက်ပဲလို့ခြင်းကီလိုဝက်ကိုဘယ်လိုပြောရလဲအဲ့လိုပေါ့ဗျာအဲ့လိုနည်းနည်းပါးပါးလေးတော့တည်ထားတာဒီထိုင်းလူမျိုးကြားထဲမှာနေတာပိုအဆင်ပြေနိုင်တယ်လောလောကြီးဘာမှမတင်မဲနဲ့ဆိုရင်တော့နေရာကသူများအားကိုးနေရမှာဗျာအဲ့တော့ထိုင်းစကားလေးတော့နည်းနည်းတင်သေးခြင်းနဲ့ဗျာဈေးဝယ်လို့ရှိရင်ဗျာတခုတော့တည်ထားတယ်ထိုင်းမှာကကျွန်တော်တို့မြန်မာပြည်လိုပိတ်တာတို့ကြက်သားတို့မသုံးသူတို့ကြတော့ကီလိုပဲသုံးတယ်ကီလိုဝက်ကီလိုအဲ့လိုပေါ့ပစ္စည်းအောင်သူက1ကီလိုနဲ့မရောင်းနဲ့1ကီလိုဘလောက်အဲ့လိုကျွန်တော်ထင်တာတော့1ကီလို65ကျပ်သားတော့ပါမယ်ထင်တယ်ဗျာကျွန်တော်မြန်မာလူမျိုးကြတော့ပိတ်သားနဲ့ပဲဝယ်စားလာဆိုတော့ပြန်မတွက်တတ်ကြတော့ဗျာဟုတ်တယ်1ကီလို65ကျပ်သားလားမသိဘူးအဲ့လောက်တော့ရှိတယ်မှားခဲ့ရင်လည်းမှားနိုင်တယ်ဗျာကျွန်တော်လည်းသူများပြောတာကြားလို့ပြန်ပြောပြရသေးတယ်ပြီးမှပြန်ကြည့်တော့မယ်တကယ်လို့မှားနေလေဗျာကျွန်တော်မှစာတန်းလေးထိုးပေးထားမယ်ပြီးတော့ဒီထိုင်းနိုင်ငံမှာကတချို့နေရာတွေဆိုဗျာကျွန်တော်မြန်မာပြည်မှာအရန်ပေါ်တဲ့အရာတွေကိုထိုင်းမှာဒါနဲ့ရှားတာမျိုးရှိတယ်တကယ်တော့ရှားတယ်ဆိုတော့သူတို့လူမျိုးတွေမစားတာဗျာဥပမာကျွန်တော်တို့စူပုတ်ရွက်လိုဟာမျိုးရှင်မောင်ရွက်လိုဟာမျိုးအဲ့လိုဟာမျိုးဆိုကျွန်တော်ဈေးဝယ်အများနဲ့ဗျာဈေးကိုစော်ကြီးသွားရတယ်ဥအောင်ဝယ်ရတယ်တကယ်လို့ဈေးတွေကအဲ့လိုပါလာခဲ့နေမှာပဲအဲ့လိုဝိုင်းဝယ်ကြလို့ရှိရင်ခဏလေးနဲ့ကုန်သွားအဲ့လိုမျိုးပေါ့ပြီးတော့ထိုင်းနိုင်ငံမှာကြတော့ဈေးကစနေဈေးတနင်္ဂနွေဈေးဗုဒ္ဓဟူးဈေးအင်္ဂါဈေးဇာတာပတိဈေးတနင်္လာဈေးအဲ့လိုအစုံများတော့နေ့လိုက်နေရာပေါင်းစုံမှာဈေးပေါင်းစုံရှိတယ်အဲကြံကိုတွေကစနေနေ့ဆိုရင်စနေဈေးသွားမယ်တနင်္ဂနွေဆိုရင်တနင်္ဂနွေဈေးသွားမယ်စိုးတော့မစိုးဘူးပြမိုက်တယ်ကျွန်တော်မြန်မာပြည်မှာလည်းအဲ့လိုရှိရင်ကောင်းမယ်ကျွန်တော်မြန်မာပြည်မှာကြတော့ဈေးဆိုဈေးတော့ main တစ်ခုပဲရှိတယ်အဲ့မှာသွားဝယ်ကြတယ်ဒီမှာကြတော့ကိုနီးရဲ့ဈေးကောက်သွားလိုက်ဝေးရဲ့ဈေးကောက်သွားလိုက်ကျွန်တော်ဈေးတောင်မှာပဲသူကတနင်္ဂနွေဆိုရင်မနက်ဈေးရပဲနေရမှာညနေဈေးရပဲနေရမှာအဲ့လိုစနေနေ့ဆိုလည်းမနက်ဈေးရပဲနာမှာညနေဈေးရပဲနာမှာအဲ့လိုနေရာလေးခွဲထားလည်းရှိတယ်အစိုးရမိုက်တယ်ကျွန်တော်တို့သဘောကျဒီဗီဒီယိုကြည့်နေသူကလည်းမသိဘူးဆိုရင်သိချင်တာလေးမေးကြရကျွန်တော်ပြောပေးမယ်ကျွန်တော်ပြောရတဲ့မှာလို့ကြံသွားတာမျိုးလည်းရှိနိုင်တယ်လေအဲ့တော့တခုသိချင်မေးကြလိုက်ကျွန်တော်ပြောပေးမယ်ဗီဒီယိုကလည်းအရင်အရှိန်မလုပ်ရှင်ဘူးဆိုတာလည်းကြည့်ရလို့ပြင်မှာကြောက်လို့ကျွန်တော်ကအဲ့လိုတစ်ဖြက်အတူလေးပဲလုပ်ပေးတာအဲ့တော့အကြောင်းအရာအများကြီးလည်းပါကြမှာပါမယ်အဲ့တော့ကြံခဲ့တာမျိုးရှိရင်ကိုသိချင်တာရှိရင်မေးလို့ရတယ်ကွန်မန့်မှာကျွန်တော်ပြန်ပြောပေးမယ်အတော်ဈေးဝယ်နောက်ပတ်လိုက်နေရတာဗျာမောတာပေါ့ဒါပေမဲ့လည်းမောပြေလေးတွေ့ကြရတော့မမောတော့ပါဘူးဗျာမောပြေသွားတယ်ကဲအားဆိုရင်ဘိုင်ဘိုင်ခေါင်းကြီးတို့ကြည့်ကြမှထင်လို့ဗီဒီယိုလေးကိုနောက်ဆုံးမှပြန်ထည့်ပေးရမယ်